Facebook ပေါ်တင်လိုက်ဓာတ်ပုံကို internet ပေါ်တင်လိုက်နော်မိန်းကလေးတွေပုံစံမျိုးစုံနဲ့နော်မိမိရဲ့နော်ခန္ဓာကိုယ်ရဲ့ပုံတွေမျက်နှာတွေရဲ့ပုံတွေပြဒီကနေယောက်ျားလေးပေါင်းဘယ်နှယောက်ကြည့်မိမလဲကျွန်တော်တို့တွေးကြည့်လေးစားအတက်မိတ်ဆွေနေနောက်များခင်ဗျာခေတ်ကာလရဲ့ဆိုးရွားမှုပေါ့နော်ကျွန်တော်တို့အရင်တော့ကမိန်းကလေးတယောက်ကအပြင်ထွက်လာမှသူ့ကိုယောက်ျားလေးတွေကကြည့်ဖို့မောက်ကာရအခုအိမ်ထဲကနေဖုန်းမှာတပ်ပုံတင်လိုက်တယ်အဲ့ဒီတပ်ပုံကယောက်ျားလေးပေါင်း1300မကကိုသူဘာဖြစ်ပြီးသားဖြစ်သွားမလဲပြပြီးသားဖြစ်သွားအပြင်တပတ်ပတ်ပြီးပြန်လာရင်တော့သူ့ကိုအဲ့ဒီလောက်ယောက်ျားလေးတွေတော့တွေးမိခြင်းမှတွေးမိမှာတော့အခုသူတင်လိုက်တဲ့တပ်ပုံကနေပြီးတော့အများကြီးပြန့်သွားလိစာတမ်မီစီနေတော့များခင်များဒီတော့မိန်းကလေးမိုမင်မိန်းကလေးကမိုမင်ပီတာအောင်နေရမယ်နော်ဟာဒါကတော့နော်ဟိုမှာတခြားမိန်းကလေးတွေလည်းလုံနေတာပဲအဲ့ဒီလိုပြောလို့မရနော်သူတို့နော်မိုမင်မဟုတ်တဲ့မိန်းကလေးတွေလုံရင်လည်းပဲကိုကလိုက်တူပြီးလိုက်မလို့ရဒါတွေကအလရှိမတ်သခင်ရဲ့နော်အမျက်တော်တာအလတ်ရဲ့စိတ်ဆိုးမှုကိုဖိတ်ခေါ်နေတဲ့ကိစ္စတွေဖြစ်တယ်လိစာတမ်မီစီနေတော့များခင်များဒီတော့မိန်းကလေးရဲ့နော်ခန္ဓာကိုယ်မိန်းကလေးရဲ့မျက်နှာတော့မိန်းကလေးရဲ့အစိပ်ပိုင်းအားလုံးဟာဖုံးအုပ်ရမယ်အရာတွေဖြစ်တယ်။တော့ဒါဟာအစ္စလာမ်ကမိန်းကလေးကိုဖိနှိပ်ထားတာမဟုတ်မိန်းကလေးကိုတန်ဖိုးထားလိစာတမ်မီစီနေတော့များခင်များတော့ရွှေငွေယတနာတွေကိုဘယ်သူမှအပြင်မှာဒီတိုင်းအိမ်မှာပန်းအိုးကိုဇပွဲပေါ်မှာအလှတင်ထားမယ်ဒါပေမဲ့ရွှေတပုံကိုဇပွဲပေါ်မှာအလှတင်ထားမှာမဟုတ်ဘာဖြစ်လို့ပျောက်သွားရင်ဒုက္ခရွှေကြရင်တော့ဗီဒီယိုထဲမှာနော်ထက်သိမ့်ပါပဲအစ္စလာမ်ကမိန်းကလေးကိုတန်ဖိုးထားတယ်နော်မိန်းကလေးရဲ့ခန္ဓာကိုယ်ကိုတန်ဖိုးထားတယ်လုံခြုံဝိစားစင်ရင်ကိုင်းလေးစားအတဲများခင်များနော်နောက်တစ်ခုကဘာလဲဆိုတော့အရှက်တရားရှိခြင်းကိုအလရှမတ်တကင်နှစ်တက်တယ်နော်ဘယ်မိန်းကလေးပဲယောက်ျားလေးမှာအရှက်တရားရှိလဲသူ့အပေါ်မှာအလတ်ရဲ့ရဟမတ်တီလည်းရှိတယ်ဘယ်မိန်းကလေးပဲယောက်ျားလေးမှာအရှက်တရားမဲ့လေသူ့အပေါ်မှာအလတ်ရဲ့ကဆတ်ပဲရှိလိမ့်မယ်နော်အရှက်တရားဘယ်လောက်ရှိလဲအဲ့ဒီမိန်းကလေးအဲ့ဒီလောက်ထွတ်မြတ်တယ်ဒုနီယာမှာအထွတ်မြတ်ဆုံးမိန်းကလေးဘာသူတွေလဲနော်ဟာဇတ်အိုင်ရှာရဒီအလ္လာဟူတာလာအနာတခင်မဖာတီမာရဒီအလ္လာဟူတာလာအနာတခင်မမရိယမ်ဟာဇတ်မရိယမ်ရဒီအလိုင်ဆလာမ်သားတွေမိန်းကလေးတွေရဲ့အဓိကအရေးချင်းကပါလဲအရှက်တရားကြီးတယ်အရှက်တရားရှိတယ်နော်အရှက်တရားရှိတယ်ဒီနေ့မိန်းကလေးတွေကဘာထင်လဲနော်ငါတို့ဒီနေ့နော်ပညာတွေအများကြီးတက်ပြီးတော့နော်ဘဟုတုတတွေအများကြီးရှိပြီးတော့ခေတ်အကြောင်းကောင်းသိမှမိန်းကလေးတယောက်ကအဆင့်မြင့်မယ်အဲ့ဒီလိုမဟုတ်မိန်းကလေးတယောက်အဆင့်မြင့်ဖို့အတွက်အလိုက်ရထံတော့ပါမှာနော်ဒီအချက်ကအဓိကပဲသူ့မှာအရာနော်အရှက်တရားရှိကအင်မတန်ကြီးမားရှိက